ပြပါမယ်ရှင်းချင်းတိထားစိတ်အားငယ်နာယုံနဲ့စစ်တီလား ဘလို့ဖြစ်နေလဲတော့ကောင်းတာမင်းကနာဖက်ပူပါရဲ့ဆိုချေကိုဒီလိုပြီးချင်ပါရှင်ဟုတ်ပြီ